ဘုရားရှင်ဘုရားစီစဉ်စားမယ်ကျွန်တော်ချောင်းကြီးများနော်ကျွန်တော်ဘောင်းကများဘိုးကြီးများတီးတဲ့ဒီကအဖကျန်တဲ့လူတွေအားလုံးနော်ကျွန်တော်ပစ္စည်းကိရိယာလေးတွေခဏအတားပေးချပြီးတော့ကျွန်တော်ဖျောက်ဝတ်ပြုတယ်အောက်မှာခိုင်းလို့မရှိဘူးဒါပေမဲ့ကျွန်တော်ဝတ်ပြုဖို့အစီအစဉ်ကိုနော်ကျွန်တော်အဲ့ရှိပါပဲခိုင်းပြီးတော့ကျွန်တော်ဝတ်ပြုကြတယ်နော်ဒီနေ့ဒီအားလုံးထိုင်တယ်ဖျားတော့မယ်သာသနာဦးအောင်စီတော်မြတ်ကြီးကိုကျွန်တော်ရေဦးဆုံးရေတော်မြတ်ကြီးအားကျွန်တော်ပူဇော်ရလေအောင်ခရီးဒီကတော့မရှိဘူးဖြစ်နေတာအရဟံဘဝဆုံးကိုယ်တော်ကိုယ်တော်အပေါင်းတို့ကိုပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုယ်တော်ကျေးဇူးတော်ကိုယေရှုရှင်ဘက်ကဖြစ်ကံွက်လက်ွက်ဇီတော်မြတ်ကြီးကံွက်လက်ွက်ကျွန်တော်ရှမ်းအိုးစီဖွဲ့သူဖွဲ့သားများသာသနာဦးအောင်ဇီတော်မြတ်ကြီးအားလက်ဆယ်ပြထိတ်တော်မူ၏Thank you.